The English Eye Opener ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ OIC လို့မှတ်ချက်ချတော့တဲ့အင်္ဂလိပ်စကားတချို့ကိုတင်ပြလိုက်ပါတယ်ပူပူနွေးနွေးလေးပြီးသွားတဲ့ကမ္ဘာဖလားပေါ်မှာစပိန်နိုင်ငံကပိုဆွဲသွားတယ်အဲ့ဒီစပိန်နိုင်ငံမှာအသက်19နှစ်ပဲရှိသေးတဲ့စူပါစတာလာမင်းယမားကိုလူတော်တော်များများသိမှာပါသူ့ရဲ့နာမည်ပြည့်စုံကလာမင်းယမားနက်စရိုီအဘာနာဖြစ်တယ်ဒါပေမဲ့သူ့ကိုယ်ပိုင်နာမည်မရှိလာမင်းယမားဆိုတာကသူတို့ရဲ့ဂျေဇုရှင်နှစ်ယောက်နာမည်ကိုယူထားတာဖြစ်ပုံကသူ့ကို2009ခုနှစ်မှာမွေးဖွားတော့သူ့မိဘနှစ်ပါးငွေကြေးအတော်လေးကျပ်တယ်မိတ်ဆွေနှစ်ဦးလာမင်းနဲ့ယမားသူတို့ကနေပြီးတော့ငွေကြေးထောက်ပံ့ခဲ့တာအဲ့ဒီဟာကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့သူတို့သားကိုလာမင်းယမားလို့မှဲ့ခေါ်ခဲ့တာနက်စရိုီအဘာနာဆိုတာကတော့နက်စရိုီကသူ့အဖေရဲ့မျိုးရိုးနာမည်အဘာနာကတော့သူ့အမေရဲ့မျိုးရိုးနာမည်ဖြစ်တယ်မော်တော်ကားတာယာတွေမှာ Bridgestone ဆိုတဲ့တာယာကလည်းနာမည်ကြီးအဲ့ဒီ Bridgestone ရဲ့ founder က Shojiro Ishibashi ဖြစ်တယ်အဲ့ဒီ founder ရဲ့နာမည်ကိုယူပြီးတော့သူက Bridgestone ဆိုတဲ့နာမည်ပေါ်လာတာဖြစ်ပုံကသူ့ရဲ့မျိုးနာမည် Ishibashi အဲ့ဒါကိုသူကအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့နေရာချင်းဖလှယ်လိုက်တာ Ishi ဆိုတာဂျပန်လိုကြောက် stone ပေါ့ Bashi ဆိုတာကတော့ဂျပန်လိုဒရာ bridge ပေါ့အဲ့ဒီ stone နဲ့ bridge ကိုနေရာချင်းဖလှယ်ပြီးတော့ Bridgestone လို့နာမည်ပေးခဲ့တာဟောဒီ Oscar ဆုချီးမြှင့်ပွဲနှစ်ခုကိုရှင်းကြည့်လိုက်ဒါကတော့1988ခုနှစ်က Oscar ဆုရှင်ကိုကြီးညာတဲ့ပုံဘယ်လိုကြီးညာလဲဆိုတော့ And the winner is ဆိုပြီးတော့ကြီးညာခဲ့တယ် Marcus Dacunwa. ဒါကတော့1989ခုနှစ်က Oscar ဆုရှင်ကိုကြီးညာခဲ့တယ်ဘယ်လိုကြီးညာလဲဆိုတော့ And the Oscar goes to and the Oscar goes to ဆိုပြီးတော့ကြီးညာခဲ့တယ် Jodie Foster, The Accused. Oscar ဆုပွဲတွေမှာ and the winner is ဆိုတဲ့ကြီးညာပုံလေးကို1988ခုနှစ်အထိထောက်လျှောက်ကြီးညာခဲ့တာဒါပေမဲ့ and the winner is ဘယ်သူလို့ကြီးညာလိုက်တဲ့အချိန်မှာကျန်တဲ့စကားတင်ပုံကိုယ်တွေက loser တွေအရှုံးသမားတွေဖြစ်သွားတော့နည်းသိသိတယ်လို့ဖြစ်သွားတယ်အဲ့ဒါကိုဇက်စင်စီမံခန့်ခွဲသူလည်းဖြစ်ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်တဲ့ Alan Carr ဆိုသူက1989ခုနှစ်ကနေစပြီးတော့ and the winner is ဝါကြကိုမသုံးတော့ပဲ and the Oscar goes to ဆိုတဲ့ဝါကြလှလာတွေကိုစတင်အသုံးပြုခဲ့တယ်အဲ့ဒီတော့ Oscar ဆုပေးပွဲတွေမှာ and the Oscar goes to ဆိုတဲ့ဝါကြလေးဖြစ်ပေါ်လာပေါ့ပြောရင်းနဲ့ပဲ the English Eye Opener ကိုညီကုန်းချုပ်လိုက်ပါတယ်